ဒီလိုမျိုးဆိုရင်သွားပြီသူရုံထွက်ဖို့အတွက်ကစတော်တော်လေးခက်ခဲတာကျွန်တော်တို့ကူညီခြင်းပါတယ်ဆိုရင်တော့မှပဲသူ့ကိုဘယ်လိုကူညီရမလဲမသိဘူးသူဘယ်လိုဆက်သွယ်ရမလဲမသိဘူးသူ့ကိုယ်သူတော်မှဒါတေချာအမှန်တရားမသိဘူးပေါ့ဗျာ Burmese Sharing Channel မှာကြိုဆိုပါရခင်ဗျာပြည်တွင်းကသတင်းတူးတွေကိုတင်ပေးနေပါတယ်နေ့စဉ် update သတင်းတွေအတွက် subscribe လုပ်ထားပေးကြပါခင်ဗျာဒါကြောင့်မလို့ဒါတကယ်ပြည်သူတွေပေါ့နော်သူကာလနဲ့အရှိမဒါ NLD ဥဆောင်တဲ့ကာလနဲ့ပေါ့နော်ဘာတွေကွာခြားလဲဆိုတဲ့ဟာကိုတကယ်ခံစားရတဲ့ပြည်သူတွေရဲ့ရှင်တွင်းစကားသံကိုကျွန်တော်ဖွင့်ပြခြင်းတယ်ပေါ့နော်မျက်ကြီးစားတာတွေပေါ့နော်အเจ้าမှာပြန်ပြီးမျက်ကြီးစားတဲ့ပုံစံမျိုးတွေလည်းရှိသလိုပြီးရင်မိဘတွေကအကုန်လုံးပေါ့နော်အဆအဆုံးဒီကျောင်းသားတယောက်ရှိလိုက်တာနဲ့ဒီသားသမီးပညာရေးအတွက်ကိုအဆအဆုံးလုံးဆောင်ပေးရတယ်ဆိုတဲ့ဟာတွေပေါ့နော်နိုင်ငံတော်ကဘာမှကြားခံဝင်မပေးဘူးဆိုတဲ့ဟာမျိုးတွေလည်းဒီထဲမှာပြောသွားတယ်ပေါ့နော်အများကြီးတော့ကမိဘတွေပေါ့နော်ပို့ပြီးတော့ခက်ခဲရတယ်ဗျာဒီလားမိဘတွေလေနိုင်ငံကလည်းအချိန်ကြီးကမကောင်းဘူးပေါ့နော်ဟာမျက်စိမိတ်နားပိတ်ဒါမျိုးပုံစံမျိုးတွေပေါ့နော်ပြီးတော့ဒီစီးပွားရေးလူမှုရေးအကုန်လုံးကချွတ်ချုံကြတဲ့အနေအထားတွေပေါ့နော်အားကြောင့်မလို့အိမ်မှာဒီကျောင်းသားတွေပေါ့နော်သားသမီးတွေပေါ့နော်သားသမီးတွေအနေနဲ့ဒီအထက်တန်းရောက်လာပြီးကိုတန်း10တန်းဖြစ်လာတော့မယ်ဆိုရင်မိဘတွေရင်ပူရတကယ်ရင်ပူကဘာကြောင့်လဲဆိုတော့အရန်ချွေတာရတယ်အရန်အလုပ်တွေစူးစမ်းရတယ်ပေါ့နော်အဲ့လိုမျိုးတွေစူးစမ်းမှပဲဒီသားသမီးကိုကျောင်းထားနိုင်မယ်ကျောင်းဆက်တက်ဖို့အတွက်ခွင့်ပြုပေးနိုင်မယ်ဆိုတဲ့ဟာမျိုးတွေသူတို့စိတ်ထဲမှာအများကြီးပဲပေါ့နော်ဖိအားတွေအများကြီးရင်ဆိုင်ရတယ်10တန်းကျောင်းသားတယောက်လောက်ရှိကြည့်လိုက်ဒါသူပြောသွားတဲ့အတိုင်းပဲပေါ့နော်ဒီအဒီပြောတဲ့အတိုင်းပဲထမင်းကိုစားဖြူပြီးတော့စားရတယ်ဆိုတော့ဒါတကယ်အမှန်ပဲပေါ့နော်အဲ့လောက်ထိကိုခက်ခဲခဲ့တဲ့ဘဝတွေပေါ့ဗျာအဲ့ဒါတကယ်အမှန်ပဲနော်တကယ်အကုန်လုံးအမှန်လေးကြီးပဲပြောသွားတာပေါ့နော်အဲ့တုန်းကဒါပညာသင်ခဲ့ရတဲ့အကုန်လုံးသိပါလိမ့်မယ်ပေါ့နော်အဲ့တော့ပညာသင်တဲ့အချိန်မှာဒီအတန်းပိုင်ဆရာမရဲ့ကျူရှင်မတက်ဘူးဆိုရင်အဆင်မကောင်းဘူးဒါမျိုးတွေရှိတယ်ပေါ့နော်လုံးဝအပြင်မှာကျူရှင်တွေပြတယ်ကျူရှင်တွေပြစားတယ်ကျူရှင်တွေတက်ခိုင်းနေပေါ့နော်ကျူရှင်တက်မှပဲပေါ့နော်ပြီးရင်တချို့ဆိုရှိတယ်ဒီဆောင်းဝဲဖြေမဲ့အချိန်မှာပေါ့နော်မေးခွန်းတွေရဘယ်ကနေရတယ်ဆိုတော့အတန်းပိုင်ဆရာမကျူရှင်ကိုတက်တဲ့ကောင်တွေရလုံးဝပတ်စံမရှိလို့ဒါမိဘကအဆင်မပြေလို့မိသားစုအဆင်မပြေလို့ဆိုပြီးတော့ကျူရှင်မထားနိုင်တဲ့သူတွေပေါ့နော်ကျောင်းမဲတက်နိုင်ပါတယ်ဆိုတဲ့သူတွေဆိုရင်အဲ့အခွင့်အရေးမရအဲ့တော့စာကဘယ်လိုပြောမလဲဟိုစာတော်တာတွေတက်တာတွေညံ့တာတွေဆိုတဲ့ဟာတွေကခွဲခြားမှုတွေအများကြီးဖြစ်လာတယ်ပေါ့နော်တကယ်တော်လို့တကယ်တက်လို့ရေချင်းရှိလို့ဆိုပြီးတော့ရတဲ့ဟာမျိုးတွေမဟုတ်ဘဲနဲ့ပေါ့နော်လက်ပတ်တကာနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေကအများကြီးပါလာတယ်ပေါ့နော်ခုနအနည်းပြောတဲ့အတိုင်းပဲပေါက်ကွဲလာပြီကျွန်မပြောပြမယ်ငါအရန်ပြောချင်တာနော်ငါအရန်ပြောချင်တာသူကွာဟချက်တွေသူအရန်ပြောပြချင်လာအရင်တုန်းကဘလောက်တောင်မှမျိုးသိပ်ခံစားခဲ့ရတယ်လေဆိုတဲ့ဟာတွေကိုပေါ့နော်အခုချိန်မှာပြန်ဖွင့်ထုတ်ပြနေတာတကယ်ရှင်တဲ့ကစကားတွေတကယ်အမှန်တရားတွေပေါ့နော်တရားစာတဘယ်လောက်ထိပေါ်ကျွယ်ဝသလဲဆိုတဲ့ဟာကိုပြောပြပေါ့နော်ကျွန်တော်နိုင်ငံကြိုက်တဲ့တရားစာတကိုပြောလိုက်ပါဇက်ကနေပြောလိုက်အကုန်ထွက်တယ်ပေါ့နော်အဲ့လိုပုံစံမျိုးရှိနေတဲ့နိုင်ငံတစ်ခုကတကယ်လဲတရားစာတထွက်နေပေမဲ့ဒီနိုင်ငံမှာမိတင်းနေထိုင်တဲ့ဒါနိုင်ငံသားတွေကဘာမှခံစား권မရှိဘူးတကယ်သားတဲ့အဲဥစ္စာတွေကိုဒါတကယ်လူတို့တွေခံစား권ရှိမယ်ဆိုရင်ပေါ့နော်လုံးဝဘာမှမလုပ်ဖဲနဲ့တော့မှထိုင်စားလို့ရတဲ့အခြေအနေရှိတယ်တဲ့ဒီလောက်ထိကိုဒါပေါ်ကျွယ်ဝတဲ့နိုင်ငံတစ်ခုပေါ့နော်ဒါပေမဲ့ဒါကျွန်တော်ခေတ်ဆက်ပေါ့နော်ဘာမှခံစား권မရခဲ့ကြဘူးပေါ့နော်ဟုတ်တယ်နော်ဒီမင်းတို့ပြည်နယ်ကထွက်တဲ့ဒါတရားစာတကိုငါတို့ဒီလိုမျိုးလှုပ်ရှားရောင်းစားလို့ပေါ့နော်မင်းတို့ဒါပြည်သူတွေကိုရော့ဘလောက်ဆိုတဲ့ပုံစံမျိုးပေးဘူးသလားမပေးဘူးပေါ့နော်ဒါပေမဲ့လည်း NLD အစိုးရဒါလက်ထက်မှာကြတော့ခုနလိုပေါ့နော်တက်ကြီးရွယ်အိုတွေကိုပြန်ပြီးတော့ကြည့်ရှုတာတွေဒါတွေကရှိလာတယ်ပေါ့နော်ဒီလိုမျိုးနှိုင်းရှင်ပြတဲ့ခါကြမှာပဲပို့ပြီးတော့မြင်သာတာပေါ့နော်အဲဒါကြောင့်မလို့ DNDA ရလဲလုံးဝသူကြုံခဲ့ရတဲ့ဟာတွေကိုလုံးဝရင်ထဲကခံစားချက်တွေကိုပြောပြတာဖြစ်တဲ့အတွက်နှိုင်းရှင်ပြနေတာသူနှိုင်းရှင်ပြနေတာတို့ဘာဟိုဟာဖြစ်ခဲ့တယ်လဲဘာဖြစ်ခဲ့တယ်လဲဘာလုပ်ပေးခဲ့တယ်လဲပေါ့နော်အခုဘာတွေလုပ်ပေးနေတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့ဒါအမှန်ပဲနော်တကယ်လုံးဝပတ်စံကိုပဲကြည်ပါတယ်ဆိုတဲ့ခေတ်ကြီးမှာကျွန်တော်တို့ရှင်သန်ကြည်ပြင်းခဲ့ကြရတဲ့ဘဝတွေအများကြီးပဲပေါ့နော်ဒုက္ခရောက်တဲ့ဘဝတွေအများကြီးပဲချမ်းသာတဲ့ကောင်ကပို့ပြီးတော့ချမ်းသာတယ်အဓိကတော့စစ်ကောင်စီနဲ့ပေါင်းပြီးတော့ပေါ့နော်ခရိုနီပုံစံဖြစ်တဲ့ကောင်တွေကပို့ပြီးတော့ဒါချမ်းသာကြွယ်ဝသွားတယ်ဒါပေမဲ့ဆင်းရဲတဲ့သူကပို့ပြီးတော့ဆင်းရဲသွားတယ်အရန်ကိုကွာဟသွားတယ်ပေါ့နော်အဲဒါကြောင့်မလို့ဒီလိုမျိုးငွေဆိုတဲ့ဟာမျိုးတွေနဲ့ပဲဒါဦးစားပေးပုံစံလုပ်နေတဲ့ခါကျတော့ပြည်သူလူထုကိုဂရုစိုက်ရကောင်းမှလည်းမသိတော့ဘူးပေါ့နော်အဲ့တော့ကျမ်းမာရေးနဲ့ဆိုင်တဲ့ကဏ္ဍတွေပညာရေးနဲ့ဆိုင်တဲ့ကဏ္ဍတွေအကုန်လုံးကနေကြခဲ့ကြတယ်အကုန်လုံးမှာဒါပြည်သူလူထုကအထင်သေးအမြင်သေးအဲ့လိုခံခဲ့ရတယ်ပေါ့နော်ငွေမရှိရင်ဆေးတောင်မှကုလို့မရတဲ့အနေအထားမျိုးတွေရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်ဆိုးရကောင်းဆိုတာအဲ့ဒါကိုပြောတာအဆိုးရမကောင်းဘူးဆိုရင်ဒီအတိုင်းပဲတိုင်းပြည်သားတွေဘယ်လောက်ထိဒုက္ခရောက်သလဲပေါ့နော်အဲ့တော့ DND ပြောသွားတဲ့အကြောင်းအရာတွေအကုန်လုံးကတကယ်အဖြစ်မှန်နေကြီးပဲပေါ့နော်အဲဥစ္စာနဲ့ပတ်သက်လို့ညင်းညင်တဲ့ကောင်တွေကတော့ဟိုဘက်ကကောင်တွေပေါ့နော်အကောင်တွေကတော့ဘာလို့ပထွေးဘာလို့မှန်တယ်ဆိုတဲ့ကောင်မျိုးတွေပေါ့နော်ဒါပေမဲ့တကယ်ကိုပေါ့နော်တကယ်လွတ်လပ်မှုရဲ့အရာသာပြီးရင်ခုနလိုပေါ့နော်ဒန်းတူညီမျှမှုအခွင့်အရေးတွေဒါတွေကိုအကုန်လုံး
ခံစား권ရခဲ့တဲ့ကာလတစ်ခုကိုပြန်ရောက်ဖို့အတွက်ကတော့ကျွန်တော်တို့ဒီစစ်အာဏာရှင်အများဆုံးပြုတ်ကျပြိုလဲသွားဖို့ရည်ကြီးတယ်ပေါ့နော်အဲဒါကြောင့်မလို့ဒါမြေပြင်မှာဒေါ်လာတိုက်ပွဲဝင်နေကြတဲ့ဒေါ်လာတပ်ဖွဲ့တွေကိုလည်းတန်တန်လောက်ကူညီပံ့ပိုးပေးကြစေချင်ပါတယ်ပေါ့နော်အဲနောက်တစ်ခုကတော့စစ်ကောင်စီတပ်ထဲမှာကျွန်တော်ပြောကြတယ်ပေါ့နော်လူသစ်စုကြတယ်စုတဲ့အချိန်မှာအဲ့လိုလူသစ်စုတဲ့အထဲမှာဘလို့ပုံစံမျိုးတွေတောင်ပါတယ်ယောဂဗျာရှိတဲ့သူတွေပါတယ်နာတာရှိခံစားနေရတဲ့သူတွေတောင်ပါတယ်ပြီးရင်ခုနလိုပေါ့နော်အုံနောက်အားဖြင့်ပေါ့နော်ချွေရင်းတဲ့သူတွေပေါ့နော်ချွေရင်းချက်ရှိနေတဲ့သူတွေအဲ့လိုမျိုးသူတွေကိုတောင်မှလူသစ်စုဆောင်းနေပါတယ်ဆိုပြီးတော့ပြောတဲ့ခါကျတော့စစ်ခွေးဘက်ကကောင်တွေကဒါနဲ့ပတ်သက်လို့ဒါကျွန်တော်တို့ကိုပြန်ကြိုက်တာရှိတယ်ပေါ့နော်ဒါခွေးဆိုတော့ကြိုက်တာတော့ဒါမဆန်းဘူးပေါ့လေနော်ဒါပေမဲ့သူတို့ကတစ်ဖက်ပိတ်ပုံစံမျိုးနဲ့ပြောနေကြလို့ပြောတာပါဒါက lobby တွေပေါ့နော်ဒါပေမဲ့သူတို့ရဲ့အတွင်းထဲမှာကိုပဲသူတို့လူတွေကအစပြန်ပြောထားတဲ့ဟာတွေရှိတယ်ပေါ့နော်အဲ့ဒါကဒါဒီစစ်တပ်ထဲမှာပေါ့နော်ဒါလူသစ်စုလိုက်တဲ့ခါကျတော့ဒါခုနလိုအုံနောက်ချွေရင်းတဲ့သူတွေကစပါလာပြီးတော့ပေါ့နော်စိတ်ပေါ်တွတ်တဲ့သူတွေပေါ့နော်အဲ့လိုမျိုးပါလာတဲ့ဟာကိုထိန်းနေရပါတယ်ဆိုတဲ့အကြောင်းနဲ့ရိုက်ထားတယ်သူတို့လူကိုယ်တိုင်ပြောထားတဲ့ဟာပေါ့နော်ကဲဘယ်လိုလုပ်ကြလဲအဘတို့ဒါမျိုးလည်းလက်သပြီးထားတာပဲဒါပေမဲ့ဒီကော်ကြီးနေထိန်းနေအဆင်မပြေဘူးဒါမျိုးလူတွေလည်းစုလာပဲလားပေါ့နော်ဒီကောင်ကြီးတွေကထိန်းနေရတယ်၃ရက်တက်ချက်ကြီးပေါ့ဗျာသူပြောဒီကောင်ကြီးတွေကထိန်းနေရတယ်အဆင်မပြေဘူးပေါ့လေဒီစစ်ကောင်စီကဒီဟာနဲ့ပတ်သက်လို့ထုတ်ပြန်ထားတာရှိတယ်ပေါ့နော်ညမြင့်73ချက်ဘာဖြစ်တယ်ညာဖြစ်တယ်ကျမကြီးအခြေအနေဆိုဘယ်လိုဖြစ်ရမလဲညာလိုဖြစ်ရမယ်ဆိုပြီးတော့ချမှတ်ထားတဲ့စီးမြင်းတွေစီကန်းတွေမူဝါဒတွေရှိတယ်ဒါပေမဲ့အဲ့ဟာတွေကိုလုံးဝသူတို့ကဂရုမစိုက်ဘူးဒါတွေကစာရွက်ပေါ်ကကိစ္စပဲဆိုတဲ့ပုံစံမျိုးသူတို့ကသဘောထားတယ်ပေါ့နော်အဲ့နောက်ွယ်မှာကြတော့ခုနလိုဘယ်လိုပဲဖြစ်ဖြစ်အင်အားဖြစ်ရင်ပြီးတာပဲဆိုတဲ့ပုံစံမျိုးသူတို့ပြောတဲ့အသက်အပိုင်းခြားဘလောက်ကနေဘလောက်ထိဒါပေမဲ့အဲ့တဲ့အသက်ကြီးတဲ့သူလည်းပါလာပဲအဲ့လိုမျိုးအသက်မပြည့်သေးတဲ့သူလည်းထည့်တာပဲပေါ့နော်ပြီးရင်ဒါကျမကြီးနဲ့ပတ်သက်လို့ပေါ့နော်ယောဂဖြစ်နေပါတယ်ဆိုတဲ့သူလည်းပါတာပဲပေါ့နော်တင်တန်းမှာအဲ့လိုမျိုးကြောင့်မလို့တေဆုံးသွားရတဲ့သူတွေရှိလာတယ်အဲ့တော့အခုလိုမျိုးသူတွေလည်းပါလာတယ်ပေါ့နော်အဲ့ဥစ္စာရဲ့အကြောင်းကိုသူတို့စီကတက်ချက်ကြီးဆိုတဲ့ကောင်တွေကပြန်ပြီးတော့ဖော်ထုတ်နေရတဲ့ပုံစံဖြစ်နေတယ်ပေါ့နော်ဒါတကယ်အမှန်တရားပဲစစ်ကောင်စီလုံးနေတဲ့လုံးရတကယ်အမှန်တရားပဲဒါလည်းအမှန်ပဲပေါ့နော်အဲ့တော့စစ်ကောင်စီကလူဖြစ်ရင်ပြီးရောဆိုတဲ့ပုံစံမျိုးနဲ့ဒါအင်အားတွေစုဆောင်းနေတယ်အဲ့တော့ဂရုစိုက်ကြပါသတိထားကြပါပြီးတော့ပေါ့ပေါ့တန်တန်မတွေးကြပါနဲ့ပေါ့နော်ဘာကြောင့်လဲဆိုတော့အခုကြည့်ဒီလူလဲဒါတကယ်တမ်းပြောရင်စစ်ကောင်စီဘက်ရောက်သွားတဲ့ခါကျတော့တနက်ကင်ခိုင်းပါပဲကင်ခိုင်းတဲ့ခါကျရင်တနက်ကင်ထားရင်ဒေါ်လာရင်းတပ်ဖွဲ့တွေနဲ့တွေ့တဲ့ခါကျရင်ဒေါ်လာရင်းတပ်ဖွဲ့တွေကတိုက်ခိုက်မှုတွေလုပ်ရမှာပဲပေါ့နော်ရန်သူဖြစ်နေတဲ့အတွက်အဲကြောင့်အဲ့လိုမျိုးဆိုရင်အလကားတက်တက်အသက်တေဆုံးအောင်ပါသူလည်းဘာမှသိတာမဟုတ်သနာဖို့ကောင်းတယ်ပေါ့နော်အဲကြောင့်မလို့အဲ့လိုပုံစံမျိုးနဲ့ပါမသွားဖို့အတွက်ပေါ့နော်ဒီလိုမျိုးဆိုရင်သွားပြီးသူရုံထွက်ဖို့အတွက်ကစတော်တော်လေးခက်ခဲတာကျွန်တော်တို့ကူညီခြင်းပါတယ်ဆိုရင်တော့မှပဲသူ့ကိုဘယ်လိုကူညီရမလဲမသိဘူးသူဘယ်လိုဆက်သွယ်ရမလဲမသိဘူးသူ့ကိုသူတော်မှဒါတေချာအမှန်တရားမသိဘူးပေါ့ဗျာစိတ်ကအဲ့လိုတွေဖြစ်နေတာပေါ့နော်အုံနောက်ကအဲ့လိုတွေဖြစ်နေအဲ့တော့အခြားစူဆောင်းခံရနိုင်ခြင်းရှိပါဆိုတဲ့သူတွေလည်းပုံပေါ်တန်တန်မတွေးစေချင်ဘူးပေါ့နော်အဓိကတော့စစ်ကောင်စီဟာဒီလိုပုံစံမျိုးနဲ့လူသစ်တွေစူဆောင်းနေတယ်ဘလို့လူကိုပဲရရသူတို့ရဲ့တက်ထဲကိုထည့်ပြီးတော့အင်အားတရက်အနေနဲ့တေလန်းကိုပို့နေတယ်ဆိုတဲ့အကြောင်းလေးကျွန်တော်သိစေချင်တာပေါ့နော်နောက်တစ်ခုကကျွန်တော်တော်လိုင်းတပ်ဖွဲ့ဝင်တွေရဲ့အပြုတ်မှုပေါ့နော်တာဝန်ယူမှုတာဝန်ခံမှုဂုဏ်ပြုတဲ့ပုံစံလေးပေါ့နော်အဲ့ဟာလေးလည်းဒါရှေ့မှာလည်းအဲ့လိုမျိုးပုံစံလေးရှိပါတယ်မိဘတွေပေါ့နော်ကြာဆုံးသွားတဲ့ရဲဘော်ရဲ့မိသားစုဝင်တွေမိဘတွေစီကိုသွားတွေ့ပြီးတော့ဂါရဝပြုကြတဲ့ဟာလေးလည်းရှိတယ်ပေါ့နော်ဒါဟာလည်းနောက်ထပ်ဂုံပြုတဲ့မှတ်တမ်းလေးဗီဒီယိုဖိုင်လေးပေါ့နော်ဒီလိုမျိုးဂုံပြုမှတ်တမ်းလေးတွေကဒီဟာဒေတာအစုံမှာရှိနေပါပြီပေါ့နော်ပြောချင်တာအဲ့လိုမျိုးမြင့်နဲ့ဒါတိုင်းပြည်နယ်လူမျိုးတွေပိဆက်နစ်နာခံသွားတဲ့ရဲဘော်တွေကနေရာဒေတာအနှံ့မှာရှိပါတယ်ပေါ့နော်ဒါကလည်းဗီဒီယိုအဟောင်းလေးဖြစ်ပါတယ်ရှေ့မှာအဲ့လိုမျိုးဗီဒီယိုတွေလည်းအများကြီးလည်းရှိတယ်ပေါ့နော်အဓိကတော့ပြောချင်တာလူထုနဲ့ဒလိုင်းတပ်ဖွဲ့နဲ့ဂျားထဲမှာဒီလိုမျိုးဒါလေးစားသမှုလေးတွေရှိတယ်ပေါ့နော်ဂုံပြုတ်မှုလေးတွေရှိတယ်တာဝန်ယူမှုတာဝန်ခံမှုလေးတွေရှိတယ်ပေါ့နော်ဒါမိဘဖြစ်တဲ့သူကလည်းကြီးပြူပဲပေါ့နော်အဲ့လိုပုံစံမျိုးလေးတွေတွေ့ရတယ်ကိုသားတယောက်ဒီလိုဆုံးရှုံးသွားတာတောင်မှပဲဆက်လက်ပြီးတော့ပါဝင်နေဦးမှာတိုင်ပွဲဝင်နေဦးမှာဆိုတော့မိဘတွေလည်းအများကြီးပဲရှိတယ်ပေါ့နော်အဲ့တော့ဒါကတကယ်ပြောမယ်ဆိုရင်တိုင်းပြည်အတွက်ပြည်သူအတွက်လိုအပ်နေတဲ့တပ်မတော်တရက်ရဲ့ပုံစံဖြစ်တယ်အခုလက်ရှိစစ်ကောင်စီဘက်ကကောင်းနေအဲ့လိုဖြစ်နေသလားဒါနိုင်ရှင်ကြည့်စေချင်တယ်ပေါ့နော်စစ်ကောင်စီဘက်ကကောင်းနေတည်သွားတယ်ဒါသူများရဲ့သားသမီးကိုပေါ်တာဆွဲတယ်အတင်းအကျပ်ဒါအဲ့ဒါမှလူသစ်စုဆောင်းတယ်ပြီးရနဲ့ရှေ့တန်းပို့တယ်တည်သွားတယ်တည်သွားတဲ့အချိန်မှာချက်ချင်းလက်ငင်းအကြောင်းမကြားဘူးပြီးရင်သူ့ရဲ့ရပိုင်ခွင့်တွေနဲ့ပတ်သက်လို့ပေါ့နော်အိတ်ထဲကိုပဲဒါထုတ်ယူပြီးတော့သုံးဆွဲနေတာတွေရှိတယ်အိတ်ထဲထည့်နေတာတွေပဲရှိတယ်
မိဘဖြစ်တဲ့သူတွေကကိုသားသမီးဘယ်ရောက်လို့ရောက်မှမသိဘူးဘယ်နေ့မှတည်သွားမှမသိဘူးဘယ်မှာတည်သွားမှမသိပဲနဲ့အခုချိန်ထိဆုံးရှုံးနေရတဲ့မိဘတွေအများကြီးရှိတယ်ပေါ့နော်အဲ့တော့ဘယ်ဟာကပုံမြတ်တယ်လဲဘယ်ဟာကယုံညံ့တယ်လဲဘယ်အဖွဲ့ကတော့ယုံညံ့တယ်လဲဆိုတဲ့ဟာမျိုးတွေသိစေဖို့အတွက်အခုလိုမျိုးဒါကျွန်တော်နိုင်ရှင်ပြခြင်းဖြစ်ပါတယ်အဲ့တော့ဒီဥစ္စာကတော့နိုင်ရှင်ပြတဲ့ဟာတွေကြီးပဲလို့လဲဒါမြင်ကောင်းမြင်နိုင်တယ်ပေါ့နော်ဒီကဘယ်ခေတ်တွေမှာဘယ်လိုမျိုးတွေဖြစ်ခဲ့တယ်လဲဒါကျွန်တော်တော်လန်ပြည်သူတွေတော်လန်တပ်ဖွဲ့တွေကဒါပြည်သူတွေပေါ်မှာဘယ်လိုသဘောထားတွေရှိတယ်လဲဆိုတဲ့အကြောင်းတွေနဲ့ပတ်သက်ပြီးတော့အခုလိုမျိုးဒါမှတ်တမ်းဗီဒီယိုလေးတွေနဲ့ကျွန်တော်ပြန်ပြီးတော့ version သဘောလေးပြန်လုပ်ပေးတာဖြစ်ပါတယ်ဗျနောက်ထပ်လည်းဒီလိုမျိုးဒါစိတ်ဝင်စားစရာပေါ့နော်ပြီးတော့အတိတတိဘုဒ္ဓဒါမှမဟုတ်လည်းတစ်ခုခုပေါ့နော်